guys ခုကျမကို PR gift ရထားတာpackaging လေးကိုကြည့်ပါဦးဟုတ်ပြရတယ်အင်းလေးတွေကိုမှဒီလိုမျိုးpaper လေးနဲ့ဒီခါထုတ်ပေးထားပါစာလေးလေးပါတယ်ဖတ်တော့မဖတ်မပြတော့ပါဘူးဘာလို့လဲပေါ့မှာ sticker လေးတွေပါပါတယ်ဒီပြ sticker လေးတို့ Oh my god တော့မိုက်တယ်ကွာဒါပထမဦးထုတ်ပြတာပေါ့နော်ကိုခေဖာနီရဲ့ divine ဒီနားမှာ KD လေးနဲ့ဒါ Oh my တကယ်ကောင်းတယ်ဒါတကယ်ကောင်းခံလေးလည်းတစ်ထပ်ပါတယ် quality ကိုတော့တကယ်ကြိုက်သွားပါပြီတခြားဟာလေးလည်းထပ်ဖောက်ကြည့်တယ်ပေါ့နော်အများကြီးပဲ၄ခုအောင်မှာပေါ့ packaging ဖောက်ကတာနေတယ်အရင်ပြလို့ရှာဖို့ကောင်းတယ်။လာလေးဖြောင်းကလစ်လေးရင်တက်ပြီးမှဖောက်ပါမယ်။ဝါအဝါရောင်လေးဘူးပါပဲပန်းလေးရပါ။အရောင်ကတော့အဝါရောင်ပတောက်ရောင်လေးနဲ့တူတယ်။အသားကတော့ရှီပေါင်းတာလားမသိဘူးတိတ်မပြောတတ်ဘူး divine ရောလေကိုဆို Pinterest မှာ Kifani ရဲ့ divine ကလေးပါဒီရောင်မျိုးတစ်ခါမှမဟုတ်ဘူးနော်မနဲ့လိုက်ပါမလားမသိလိုက်မယ်လို့ထင်တယ်ဟီဟီသုံးခုမြောက်ပါဝါရှိစိတ်ကလေးကိုလည်းဖယ်လိုက်ပြေဝပြီမလည်းတို့ပါကင်နေပါဖောက်ပြီးဘူးဟလာလေးဖောက်ပါတယ်ဘာရောင်လေးလဲဆေးရောင်လေးအမောပွင့်ရတကယ်စိတ်လုံးရှားပြရဘာ define လေးဖြစ်မလဲမသိဘူးဝါဒါလေးလည်းခုတလို့ BNL ကောင်မလေးကိုပြင်နေတယ်ဒီလေးနှလုံးနဲ့ကောလာလေးတွေရောဒါချီပေါင်းသားလေးပဲအရောင်လေးတော့ခုတတော့ထက်ကြနေတဲ့အစိမ်းရောင်ကလေးပါအသားကိုချီပေါင်းသားပူလားအေးလားမသိဘူးကဲနောက်ဖုန်းဟာလေးဖောက်ကြည့်ပါမယ်ဒါကတော့နောက်ဖုန်းတစ်ထည်လေးပါချီပေါင်းသားလေးပဲဒါလေးတော့ကြတော့အရန်အောက်ကိုဝဲကားတဲ့ define ကိုထုတ်ထားတာပေါ့နော် baby doll လို့ပြောရမယ်။ color လေးနဲ့လက်ကလေးဖောင်းလေး။ဘယ်မှာဒါမျိုးလေးတော်တက်ကြနေတယ်ထင်တယ်။ဝိတာလည်းတွေ့အများကြီးကျမလည်းသဘောကျပါ။အင်းဖုန်းလေးပပလေးဝိကမှာ okay နော်။လေးတွေလုံးကလှရဲ့။အတိုင်းဘာလဲအောင်မသိဘူး။ outfit အနေနဲ့ဆိုရင်ခုနflower focus အမဲအောင်လေးကိုဒီအစိမ်းအောင် top လေးနဲ့ဆိုရင်လိုက်မယ်လို့ထင်တယ်ဒီအဖြူလေးနဲ့ဆိုရင်လိုက်ပါအဝါလေးနဲ့အမဲလေးနဲ့ကြောင်းလိုက်ပါမလားဆိုဗီဒီယိုလေးရောက်ကြတော့ပါပဲခုနေ့ကြည့်ပေးတယ်ကျေးဇူးအများကြီးတင်ပါတယ်